မင်္ဂလာပါစောပြကောင်တို့ရေကိုထွန်းလာပြီဒီနေ့မှာတော့တယောက်တည်းပဲချမ်းပြောင်းမှာပဲဖြစ်ပါတယ် Let's go တီးမယ်အကုန်လုံးတီးထုတ်ပြမယ်အော်ရောက်တော့ခန်းလေးပါလေးကောက်ဘာညာပေါ့တာယာနေတဲ့အချိန်မှာငါ့ရဲ့တာယာမှုတွေကိုလာဖြည့်စည်းတဲ့ကောင်ဒီကောင်တာယာမှုကိုဖြည့်စည်းတဲ့ကောင်တီးထုတ်ပြီးတကလားငါဘာငါအေးဆေးလေးဒီမှာကွာကြည်လေးပြနေတော့ဘယ်ပေါ့လို့ဘဲသားကောင်ရောက်လာလည်းမသိပါဘူးတဲ့လီးရကွာမိမသားတယောက်ကို၄ရက်ဝိုင်းပြီးမတင်းချင်းတဲ့အခန်းဒီမှာစမကြီးအဝူလူတွေပြီးနေတာမကြီးလေကားတက်ပြီးတော့ပင်ကားနေတဲ့ကောင်တော့တစ်ချက်ကျွေးပေးလိုက်ပြီအိမ်သာချင်းနဲ့မောင်းကဲပါဆိုတဲ့ကောင်လည်းကျွေးပေးလိုက်ပြီဒီမှာဒီရှက်ကောင်ကားဝရှိုးကောင်ကားပင်ကောင်းမကောင်စစ်နေတာတဲ့နောက်မှစစ်လောဆယ်တော့ရှော့ငါဘာငါကျိုးဆွဲပြီးခိုးတွဲသွားတဲ့သူမအကြောင်းပြန်စဉ်းစားနေပါတယ်မှာဒီကငါရှိကိုပမာမခန့်နဲ့လာမောင်းသွားတော့ငါလိုက်လိုက်ကားနောက်ပြောင်းကြီးမြန်လိုက်တာငါဒီနေ့ရောကဘယ်ရောက်သွားမှမသိဘယ်မှရှာမတွေ့တော့ဘူးပျောက်ဆုံးသွားတဲ့အတိတ်တွေကိုပြန်မရှာတော့ဘူးကွာဆိုပြီးအိဗန်ဘက်ကိုဒိုးချလာလိုက်တယ်အဲ့မှာပြဿနာစပြီအဲ့ရှိရကောင်တကယ်ဟာတာဟဲကျမင်းကောင်တဲ့တိုင် ice ဆိုပြီးတော့ဒီမှာဖင်းလာထောင်နေတဲ့ကောင်ရုံးကတီးထုတ်ပေးလိုက်တယ်ကွာဒီကောင်တီးပြီးသွားတော့သူ့ကောင်ပြောပြအောင်မယ်ဖြစ်ပုံပြောပြအောင်မယ်ဒီမှာကြီးကျိုးလွဲတာတဲ့ကျိုးလွဲတာကြည်အောင်ကျိုးလွဲတာကျွဲမလို့ပဲနွားလို့ပါတယ်ငါလုံးမဟာပဲဟေးကဲကြားတယ်ကွာနောက်တစ်ပွဲစမယ်ဒါတော့ငွေချင်းနေနဲ့သွားစော်ထားတာဗောနော်အဲ့ဒီမှာကြီးဟိုသွားမလားဒီကိုသွားမလားပြည်နေတဲ့ကောင်ဟိုမှာလမ်းပြပေးလိုက်တယ်ဘေးကကောင်လည်းပြစ်တယ်ဟေးဘယ်ဒီကိုပြင်မမသိဘူးဒီမှာကောင်ရုံမှချင်းသွားတယ်မကြီးရောပြုတ်ကြတာတဲ့အမလီဒီမှာကောင်ရုံမာတာအရှိရတယောက်လည်းကြည်အောင်ဖြစ်ပုံကြည်အောင်အမကြီးအနောက်မှာတီကြီးကဝင်ပြီးအဲ့မှာတီကြီးကဝင်ပြီးဖင်တုံးလုံးနဲ့ဘဲကိုချောင်းနေတာတော့ဘဲကိုချောင်းနေတာတော့ငါစာအုပ်ပဲငန်းနေတစ်ကနောက်ကိုရောက်နေတော့မသိဘူးတဲ့အရှိရချောင်းနေတဲ့ကောင်လည်းကြည်အောင်တဲ့ချောင်းကျင်အောင်အဲ့ဒါချောင်းကြီးခိုးထုကောင်သိပြီလားအခုတော့ကြည်သူများကစောက်တော့ကပေးနေတာငါစာအုပ်မြင်တယ်တစ်ကိုမမြင်ဘူးအဲ့မှာတစ်ကိုတယောက်မှမမြင်ကြဘူးသူများကစောက်တော့ကပေးဖို့ဒူးရိုက်စောင့်နေတာမဲအခုဘာလုပ်နေလဲနေကောင်းလားနေကောင်းလားဒီမှာဒီကောင်ကြတော့အရှင်ရုပ်ကစိုးနှမင်းတစ်ပင်အောင်မှာခွင်မထူပါနဲ့ရောအဲ့မှာထူကျင်အောင်ကောင်မလေးမအိမ်မှာမိဘတွေမရှိဘူးတယောက်တည်းဆိုတော့အခါစားကျင်စောနဲ့အမလေးကတန်းကရန်ပြေးတက်လာတာစားကျင်စောနဲ့အမလေးတကောင်နဲ့တော့မနှကောင်စားကျင်စောနဲ့မကြီးအကိုကြီးအနောက်မှာတစ်ဝင်တော့မယ်အကိုကြီးအမလေးငစားငန်းနေတာအနောက်ကတစ်ကဝင်ပြီးအဲ့ဒါကိုမသိဘူးတဲ့အမလေးကိုဘာလုပ်နေတာတုံးဘာတွေချောင်းနေတာတုံးကိုရဲ့ကြည်အဲ့ကောင်သုံးကောင်ရှိတလောကလုံးမှာသူတို့သုံးရောက်တယ်ရှိတယ်လို့ပဲပတ်ဝန်းကျင်ကိုဘီကိုမဆိုင်တာနော်ဘီမဆိုင်ခြင်းအောင်မဆိုင်ခြင်းအောင်အဲ့ဒါဒီကောင်မြင်တော့ဘာလို့သွားတတိရလဲဆိုတော့ဘီယာဘူးသွားဝယ်ပြီးပြန်လာတဲ့ကောင်မလေးကိုတတိရတယ်ငါလည်းပါမယ်လေဆိုတဲ့ကားတဲ့ကောင်မလေးတို့ပါခြင်းအောင်အဲ့ဒါပါခြင်းအောင်ပို့ဆွဲဒီဆွဲနေကျိုးလွဲပြီးတော့ကြက်သားစားသွားပါတယ်ဗျာ